ကန်းကြီးလာတာ passport ရကျန်ခဲ့တယ်ဘာမှမပါတော့ဘူးစားနေတယ်ထိုင်နေရှူလာခုလိုတော့ကျွန်တော်ကန်းကြီးကိုကြောက်တော့တယ်ဒါပေမဲ့ဆောင်းရအထဲဝင်မဲ့လမ်းကိုမတွေ့ဘူးဖြစ်နေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ခရက်ပေါင်း16000နဲ့ဆိုင်လော်ဘန်ပူဆိုတဲ့နေဝင်စီးစာကြည့်တဲ့ကန်းကြီးလေးကိုတွားမှာဖြစ်ပါတယ်ဒီကန်းကြီးလေးကိုတွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ BTS အစိမ်းလိုင်းပေါ့နော်ကျွန်တော်တို့အစုံထိစီးရမှာဖြစ်ပါတယ်အစုံမတိုင်ကတော့ကျွန်တော်ခဲဟာမတိုင်ဖြစ်ပါတယ်BTS ကိုဒီလိုမျိုး CPU သွားပြီဆိုရင်ကျွန်တော်တို့အစုံမတိုင်ကိုရောက်သွားတဲ့ခါကျရင်အမှ cycle carry gate တွေရှိတယ် taxi ဆိုရင်လည်းကားတွေရှိတယ်ပေါ့နော်အဲဆိုတော့ cycle carry နဲ့ပေါ့နော်ကျွန်တော်တယောက်တည်းသွားမဲ့လူတွေဆိုရင်တော့ကျွန်တော် BTS gate အစုံကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ sign on bamboo ကန်းချီကိုသွားမယ်ဆိုပြီးတော့ပြောလိုက်ရင်လည်းသူတို့တစ်ခါတည်းပို့ပေးမှာဖြစ်ပါတယ်ကန်းချီတန်းသွားမဲ့လူတွေဆိုရင်တော့ဒီမှာတစ်ခါတည်း cycle တို့တက်စီတို့တစ်ခါတည်းငားပြီးတော့သွားလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ Miami Beach Market ကိုသွားမယ်ဆိုတော့ဘောနဲ့ငားပြီးတော့သွားလိုက်ပါတယ်ဒီ market လေးပေါ့နော်ဒီမှာတော့ဒီလိုမျိုးဆိုင်နေအများကြီးရှိပါတယ်ကျွန်တော်ဂျပန်ကွန်တိန်နာကနေပြီးတော့ကျလာတဲ့အထုပ်တွေအထည်တွေပေါ့နော်ဒီမှာဒီလိုမျိုးဆိုင်နေအများကြီးရှိတယ်ကျွန်တော်ကတော့သဆိုင်ကိုအရင်ဝင်လိုက်ပါတယ်လူအရင်များတဲ့ဆိုင်ပေါ့ဒီမှာတော့အဝတ်အစားတွေကတော့တေချာလေးရွေးပြီးတော့အချိန်ပေးမှပဲတေချာကောင်းတဲ့ဟာတွေရမယ်ပေါ့နော်ကျွန်တော်မှလည်းအချိန်သိမ့်မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဆိုင်မှာတော့ဘာမှတော့မဝယ်ခဲ့ပါဘူးဒီတိုင်းမှာကျွန်တော်နည်းနည်းပါးပါးလေးရိုက်ပြပြီးတော့ပြန်ထွက်ခဲ့လိုက်ပါတယ်အမှပြဿနာအကြီးတစ်ခုတက်သွားတယ်ပေါ့နော်ကွာကန်းကြီးလာတာ passport ရကျန်ခဲ့တယ်ဘာမှမပါတော့ဘူးစားဒီပြန်လည်းဘာမှမထူးတော့ဘူးဆိုကန်းကြီးပဲဆက်သွားမယ်အခုကကန်းကြီးထွက်လာတာကန်းကြီးထွက်လာတာကန်းကြီးတော့မဟုတ်ဘူးကွာနေဝင်စီးစားတော့ကြည့်ဖို့ဘာညာပေါ့အဲ့ဒါသွားတဲ့ဟာဒီလမ်းမှာကမိုင်ယာမီဆိုပြီးတော့ beach market တခုရှိရပါအဲ့ဒီ beach market မှာကျတော့သူကအဲ့လိုမျိုးဘယ်လိုပြောမှာကွာဟိုမျိုးဗီဒီယိုတွေကွာဂျပန်ကနေလာတဲ့ကွန်တိန်နာဗီဒီယိုတွေရောင်းတယ်အမှရောင်းတော့အမှလာကြည့်အမှဆိုင်ကဘာဆိုင်မှမရှိဘူးကွာဖိုင်စားမရှိဘူးဆိုတော့အမှဘောနဲ့ကန်းကြီးကိုတော့ပါတယ်အဲ့တော့ကျွန်တော်တို့ကြားတဲ့အတိုင်းပဲ passport ကျန်ခဲ့တယ်ဆိုတော့ကျွန်တော်အနေနဲ့စုံဖြတ်ချက်တစ်ခုချလိုက်တယ်ပေါ့နော် Miami Beach Market နဲ့ဆိုင်လော်ဘန်ပူနဲ့ကအရင်မဝေးတော့ဘူးဆိုတော့ကျွန်တော်ဆိုင်လော်ဘန်ပူကိုပဲကျွန်တော်သွားဖို့စုံဖြတ်ချက်ချလိုက်ပါတယ်ဆိုရင်တော့ကန်းကြီးအဝင်လမ်းကိုတော့ရောက်ပြီပေါ့နော်ကဲရောက်ပါပြီအဲဆိုတော့ဘောကြည့်ရှောက်ကြည့်ပြီးတော့အမှဝင်မဲ့လမ်းနေပါလေလိုက်ရှာရမှာပေါ့အခုမှပထမဦးဆုံးရောက်တယ်ဆိုတော့လေကျွန်တော်အနေနဲ့အရင်ရှောက်ကြည့်ရပါတယ်ဒီကနေပြီးတော့ဝင်လာမှာလားဘယ်ကနေတော့အောင်ပါခုမှမြေပုံရှိမြေပုံနဲ့ကကြည့်အောင်ကန်းကြီးရဲ့ဆောင်းရမ်းမိုက်တဲ့အိမ်သားကြီးဝင်ကြည့်အောင်
ဒီမီးအိမ်တာပေါ့နော်ယောက်ျားလေးအိမ်တာမှာအိမ်တာပါညာနေထားပေါ့အိမ်တာရဲ့နောက်မှာကြည့်လိုက်အောင်အိမ်တာရဲ့နောက်မှာရှူလိုက်အောင်အိမ်တာရဲ့အနောက်မှာပူစင်တစ်ချက်ကြည့်လိုက်အောင်အိမ်တာရဲ့အနောက်ပူစင်တော့ရှင်းပင်းပြီးဆောင်းရမိုက်အိမ်တာရဲ့အနောက်ပူစင်ဒီကကျတော့လက်စီရဲ့နေရာဖြစ်မှထင်ရမယ်ဒီနေရာတကယ်မိုက်ဆောင်းရမိုက်ဒီဆိုင်ပကန်းနေရောပေါ့ငါတို့ကျန်ကောင်းနေတာကောင်းပေါ့ဒီကန်းကြီးကတော့လေလက်ရှိကတော့စောက်လက်စတွေကတော့နည်းနည်းများရပေါ့နော်နောက်ပိုင်းကျရင်တော့ကျွန်တော်တို့ဒီအဆောက်အုံတွေစောက်ပြီးသွားပြီဆိုရင်အလားတွေပါအဆင်ပြီးသွားပြီဆိုတော့ပို့ပြီးတော့လာနိုင်ချေပို့ပြီးတော့များပါတယ်အခုလက်ရှိကျွန်တော်သွားတဲ့အချိန်မှာတော့မှသူတို့အဲ့လိုမျိုးပယံသမားတွေနဲ့ပါတယ်နဲ့အဲ့လိုမျိုးစောက်လက်စအနေထားလေးတွေတော့ရှိနေသေးပဲပေါ့နော်ဒါတော့နောက်ထပ်အိမ်တာဒီဘက်ချင်နောက်ထပ်အိမ်တာတစ်ခုပေါ့ဒီဘက်ချင်နောက်အိမ်တာတစ်ခုဒီဒါကလာဒီကနေ့မှာအိမ်တာရဆောင်းမှရကဲကြီးတော့မဟုတ်ဘူးကွာသူကဒီကောင်းညနေပဲနေဝင်စီးတာကြီးတဲ့နေရတယ်မျိုးကန်းကြီးဟိုလိုမျိုးကန်းကြီးဟိုပတ်တရားတို့ဒီကိလိုမျိုးကန်းကြီးတော့မဟုတ်အေးဘာတော်တယ်ဘာကြွားတဲ့ခါကျတော့ရှုခင်းကြီးကြည့်ပြီးတော့ကြွားလို့ရပါရှုခင်းကြီးကြည့်လို့ညာအဲ့ဒီချိန်မှာကျွန်တော်ဒီကောင်လေးတစ်ခုခုလာတာဒီကောင်လေးတစ်ခုခုလာဆိုတော့ပြောဖို့ကပြီးတော့ပါတော့ဟိုကန်းကြီးနေရာတော့ကျွန်တော်မသွားသေးဘူးလို့အဲ့နေဝင်စည်းတာကြီးတဲ့နေရာအခုချိန်ဆိုရင်ဆောင်းရမ်းနေပူသေးရပေါ့ဆောင်းရမ်းနေပူသေးတယ်ကျွန်တော်သွားသေးတယ်တော့ဒီလိုဆိုအခုလက်ရှိဒီကောင်လည်းအဲ့ဒါနောက်မှထားပြီးတော့ရှုပ်နေနေကြည့်လိုက်ရှုပ်နေတယ်လို့ရှုပ်နေတယ်လို့တော့ခေါင်းမှာဆိုလို့မျိုးရှိဒီမျိုးကလေးကြီးချိန်ရတယ်A few moments later. ခုလိုတော့ကျွန်တော်ကင်းကြီးကိုကြောက်တော့တယ်ဒါပေမဲ့ဆောင်းရအထဲဝင်မဲ့လမ်းကိုမတွေ့ဘူးဖြစ်နေအထဲဝင်မဲ့လမ်းမတွေ့ဘူးဖြစ်နေကင်းကြီးကိုရောက်တော့ကင်းကြီးကိုအမှဆောင်းရတော့ပြီးတော့ထိုင်ဆောင်မရတယ်ထိုင်မစားဘဲနဲ့ဝင်လို့ရတယ်ဟိုသွားတီသွားနေပဲကျွန်တော်တို့ဒီမှာနာမည်ကြီးတဲ့နေရာပေါ့နော်တစ်တော့မှာဆိုရင်ဒီနေရာတော်တော်နာမည်ကြီးရပေါ့အဲ့ဒါနဲ့ကျွန်တော်တခုခုဝယ်တောက်ပြီးတော့ဆိုင်မှာထိုင်မှရမယ်ဆိုပြီးတော့အမအေးတစ်ခွက်ဝယ်တောက်လိုက်ပါတယ်this scan ได้ไหมဒီလိုမျိုးဟိုကော်ဖီဆိုင်မှာကော်ဖီဆောက်တဲ့ခါမှာဒီလိုကပ်ပြတ်နေတယ်ကွာမီးလင်းကော်ဖီတော့ယူရမယ်ဒါဆိုရင်ငါတို့ကော်ဖီဆိုင်ပေးရနေပဲရရကွာကော်ဖီဆိုင်ပေးရနေပဲရရဒီလိုမျိုး
ပြောင်းနေကြည့်အောင်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့နော်အေးခွက်တွေနဲ့ထိုင်ပြီးအေးဆေးဆေးလေးထိုင်ပြီးချီးလို့ရတယ်ပေါ့ပြင်ထွက်ဖို့ဟာကနေကတော့နည်းနည်းလေးတော့ပူသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နေရိတ်တဲ့အချိန်နေအေးတဲ့အချိန်တော့ခဏတော့စောက်ရမယ်ပေါ့ကဲဒါဆိုရင်တော့ကျွန်တော်တို့အချိန်က9နာရီခွဲပေါ့နော်အချိန်က9နာရီခွဲဖြစ်သွားပြီနေလဲအဲ့လိုမျိုးအေးသွားပြီဆိုတော့ဒီမှာဓာတ်ပုံထွက်ရိုက်တဲ့လူတွေအများကြီးရှိလာပြီပေါ့နော်အဲ့တော့ကျွန်တော်လည်းအပြင်ထွက်ပြီးတော့ရှုကင်းပါညာရိုက်တယ်ပေါ့ဗျာရှုကင်းကတော့ဒီလိုမျိုးလေးပေါ့ရှုကင်းကဒီလိုမျိုးလေးဒီထက်နည်းနည်းနေပို့ပြီးတော့ဝင်လာရင်တော့ပို့ပြီးတော့လှပါတယ်ကျွန်တော်က9နာရီခွဲလောက်တော့ရိုက်ထားဆိုတော့နေကတိတ်မကျသေးဘူးပေါ့နော်ကမ်းခြေကတော့ဟိုလိုမျိုးကမ်းခြေတော့မဟုတ်ဘူးရေပါစင်းကူးလို့မရဘူးပေါ့နော်ဒီလိုမျိုးရှုခင်းလေးကြည့်ဖို့ပြီးတဲ့အတွက်ကိုပဲဒီဒီမှာပေါင်လေးနဲ့လှုပ်ပြီးတော့ထိုင်ဖို့နေရာလေးနဲ့လှုပ်ပေးထားတာပေါ့နော်ကဲဒါဆိုရင်ကျွန်တော်နောက်ထပ် vlog မှာပြန်ပြီးတော့ဆုံကြပါမယ်အားလုံးပဲ see you guys